နောက်ထပ်မေးခွန်းတစ်ခုကအနောက်နိုင်ငံသားတွေဟာဖျားလောင်းနေဖြစ်နိုင်မှာလားရှင်ဗျာဗုဒ္ဓဘာသာမထွန်းကားတဲ့အနောက်နိုင်ငံတွေဟာဘာကြောင့်ကမ္ဘာအင်အားကြီးနိုင်ငံများဖြစ်နေပါလဲဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတွေဟာလည်းလောကီရေးမှာထိတ်တန်းမဖြစ်တာကိုတွေ့ပါတယ်ဥပမာအဖြစ်တပည့်တော်တို့ဗုဒ္ဓဘာသာအစစ်မှန်ထွန်းကားတယ်ဆိုရင်ညီမာတို့ယူရီးယားတို့သီရိလင်္ကာတို့ဒီလိုအကြမ်းမြင့်တပည့်တော်တို့သုံးသပ်လို့ရပါတယ်ရှင်ဗျာအဲ့တော့ဗုဒ္ဓဘာသာအစစ်မှန်ကိုကိုးကွယ်နိုင်ငံတိုးတက်ရေးအတွက်အခက်အခဲများတားဆီးများဖြစ်နေပါလားရှင်ဗျာရှင်ပြပြီးတော့ဘုရားဘာသာကိုကိုယ်ကိုနိုင်ငံတိုးတက်ရေးအခက်အခဲတားဆီးဖြစ်တယ်လို့ခဏလူငယ်ထူတော်တော်များများကတွေးတော်မိနေတာရှိပါတယ်ရှိတယ်။ဘုန်းကြီးကိုရီးယားသွားတော့ကလည်းပဲကိုရီးယားလူငယ်တွေဟာအဲ့ဒီလိုတွေးခေါ်မျိုးတွေရှိတယ်။နော်ဒါကတော့မမှန်ကန်ပါဘူး။ဘာသာတရားကြောင့်မဟုတ်ပါဘူး။အနောက်နိုင်ငံသားတွေဟာဖျားလောင်းဖြစ်နိုင်ပါသလားဆိုတဲ့နေရာမှာတော့သူတို့ရဲ့လူဆိုတာပဲလူပဲဖြစ်သူတို့ရဲ့အကျင့်စရိုက်တွေသဘာဝကောင်းတဲ့လူတွေရှိပါတယ်။နောက်တိုင်းမှာလည်းအလွန်ကောင်းတဲ့လူတွေရှိတယ်။ကိုယ်ချင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်ရှိတော့ဖြစ်နိုင်ွယ်ရှိပါတယ်။ဘုရားဘာသာမထွန်းကားတဲ့အနောက်နိုင်ငံတွေကဘာကြောင့်ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တယ်လဲလို့မေးစူးစမ်းလို့ပါ။စူးစမ်းလို့ပါ။သူတို့က fighting for survival လေ။မှန်ပါဗျာ။အများအားစူးစမ်းတာကြားဖို့ပါလိမ့်မယ်။အမေရိကန်သမိုင်းကိုကြည့်ရင်အရင်တော့အမေရိကန်နိုင်ငံကြီးကဆင်းရဲတဲ့နိုင်ငံကြီးပဲ။တမန်ပါ။သူတို့အလွန်စူးစမ်းရတယ်။တမန်ပါ။အလွန်စူးစမ်းသည့်အတွက်ကြောင့်ဒီအဆင့်ရောက်လာတာနှစ်ပေါင်း200လောက်စူးစမ်းမှသူတို့ဒီအဆင့်ရောက်။တမန်ပါ။တော့သူဖြစ်လာတာမဟုတ်။တမန်ပါ။ဗမာပြည်ကဘုရားဘာသာထွန်းကားတဲ့နိုင်ငံတွေကမကြိုးစားကြတာမကြိုးစားဘူးဆိုတာခုနအခြေအနေရတစ်ခုကြည့်မယ်ဆိုရင်အလွယ်တကူစားတော့နိုင်တဲ့ဟာတစ်ခုပါတယ်ပေါ့နော်ဒါဘုရားဘာသာထွန်းကားတဲ့နိုင်ငံတွေဟာလောကီရေးမှာထိတ်တန်းမဖြစ်တာတွေ့ရပါတယ်ဆိုတာဒါခဏခေတ်အမြင်ကိုပြောမယ်ဆိုရင်ဂျပန်တို့လည်းတကယ်ပြောမယ်ဆိုရင်မဟာယာနဘုရားဘာသာဂျပန်ပြည်နဲ့ဘုရားဘာသာနဲ့ဒီဗမာပြည်ကဗုဒ္ဓဘာသာနဲ့ဂျပန်ပြည်ကဗုဒ္ဓဘာသာအရင်ဘုရားကိုကိုးကွယ်တယ်ဂျပန်ပြည်မှာဥရှိကုဖျားတို့ကမာကုရတို့ရှိတယ်လေတမန်ဗျာဒီဖျားပဲကိုးကွယ်တာပဲမှန်ပါတရုတ်ပြည်နဲ့ကိုးကွယ်တာပဲအဲ့တော့စီးပွားဖြစ်ခြင်းမဖြစ်ခြင်းလောကမှာထိတ်ထွန်းကားခြင်းမထွန်းကားခြင်းဟာကြိုးစားမှုနဲ့ပဲဆိုင်တယ်ဘာသာတရားနဲ့မဆိုင်မှန်ပါနော်ဘာသာတရားနဲ့မဆိုင်ရသော်ဘုရားရဲ့အဆုံးအမကိုဒီဘုရားဘာသာတွေကဒီထေရဝါဒအခုခုနပြောတဲ့အထက်မှာဗမာတို့သီရိလင်္ကာတို့ကထေရဝါဒဘုရားဘာသာနိုင်ငံထိုင်းနိုင်ငံလည်းပဲထေရဝါဒဘုရားဘာသာကမ္ဘောဒီးယားတို့လာအိုတို့လည်းထေရဝါဒဘုရားဘာသာနိုင်ငံဒီထဲမှာချမ်းသာကြွယ်ဝဆုံးဆိုရင်တော့ထိုင်းနိုင်ငံချမ်းသာကြွယ်ဝတယ်လို့ပြောမှန်ပါဗျာမှန်ပါဗျာဘုရားဘာသာနိုင်ငံသီရိလင်္ကာနိုင်ငံဘာလဲဘုရားဘာသာနိုင်ငံဘာကြောင့်မချမ်းသာတော့ဆိုသီရိလင်္ကာနိုင်ငံမှာစစ်ဖြစ်ပြီးတော့နေတာဟာအဓိကသူတို့ချမ်းသာကြွယ်ဝဖို့အတွက်တော်တော်ခက်ခဲသွားတဲ့အနေအထားမျိုးရောက်တယ်နော်အနောက်ရှက်တွေဖြစ်တယ်ပေါ့ဒီမှာအဲ့လိုမဟုတ်ဘူးဆိုရင်သူတို့လည်းချမ်းသာတဲ့နိုင်ငံဖြစ်လာနိုင်ပါတယ်ဒီမှာအဲ့ဗမာပြည်ရောပြီးပဲဆိုရင်လည်းဗမာပြည်လည်းအခြေအနေကဗမာမကန်နေရဖြစ်များလာတယ်ပေါ့တစ်ချိန်တော့အရှိတောင်အာရှမှာဗမာပြည်ကတိုးတက်ဆုံးဆိုတစ်ချိန်ရှိခဲ့တယ်လေရှိခဲ့အဲ့တော့ဘုရားဘာသာဖြစ်ချင်းမဖြစ်ချင်းကြောင့်ဒီဟာလည်းမဆိုင်ဘူးသူကအခြေအနေရဘုရားမြန်မာပြည်ဆိုလို့ရှိရင်မဟာဗျူဟာကြတယ်လို့ဆိုမဟာဗျူဟာကြတဲ့နေရာလို့ဆိုတဲ့အချိန်မှာလှုပ်တက်ကိုင်းတက်ဒီဖို့လိုအပ်တယ်ပေါ့စီးပွားဥစ္စာကိုဥတည်ပြီးတော့ရှာဖို့ဖွေဖို့လှုပ်တက်ကိုင်းတက်ဖို့ဒါတွေလုံးနိုင်ပဲဆိုရင်ဗမာပြည်ကမကြခင်ချမ်းသာကြွယ်ဝလာနိုင်တဲ့အနေအထားရှိတယ်တမန်ပါနော်အများကြီးချမ်းသာကြွယ်ဝလာနိုင်တဲ့နေရာရှိတယ်အားလုံးကလည်းပဲအဲ့လိုပဲမြင်ကြတယ်တမန်ပါတစ်ချိန်တုန်းကလည်းဗမာပြည်ကဥပမာကိုရီးယားတွေစစ်ဖြစ်နေတော့ဆိုဗမာပြည်ကထောက်ပံ့တယ်အင်ဒိုနီးရှားလွတ်လပ်ရေးမရခင်တော့လည်းဗမာပြည်ကထောက်ပံ့တမန်ပါတော်တော်များများဗမာပြည်ကထောက်ပံ့ခဲ့တယ်တမန်ပါဒီတစ်ချိန်တုန်းကဗမာပြည်ဟာရွှေခေတ်ဆိုတာကြုံခဲ့တယ်လေတမန်ပါဒါဘုရားဘာသာကြောင့်မဟုတ်ဘူးလို့အခုလက်တွေ့ကြည့်တာလေးတွေမဲ့ဒီဟာဘာသာရေးနဲ့ချောင်းမို့လို့ဖြစ်တယ်ဆိုတာဒါမဟုတ်ဘူးတမန်ဖြစ်တာတခြားအကြောင်းတွေချုပ်ရင်းချက်တွေအများကြီးရှိတယ်ပေါ့နော်တမန်ပါ